အားလုံးပဲမင်္ဂလာပါဒီနေ့မြင်လောက်ပြပေးမှာတော့ရိုးရိုးလေးနဲ့အရန်လုံးဝလွယ်တဲ့အခြေခံသမားတွေလုံးတင်တဲ့နောက်ဖဲတဲ့နောက်တစ်မျိုးပေါ့နော်အဲ့တော့ပထမဦးဆုံးမင်းလောက်ပြပေးမှာတော့ဒီနှစ်ပြောင်ဆက်လေးလောက်ထားတယ်ပေါ့နော်ဒီအပြာလေးနဲ့ခဲလေးပေါ့ဒီနှစ်ခုကကြတော့ဒါက27 cm ပါဒါလေးကကြတော့16 cm ပါဒါလေးကတော့4 cm ပါရှင်အဲ့တော့ပထမဦးဆုံးမမေကဒါလေးကိုနှစ်ထပ်ကလေးလုပ်မယ်ပေါ့နော်လုပ်တဲ့အခါကျလို့ရှိရင်ဒါလေးကိုဒီလိုလေးနည်းနည်းလေးတဝက်စီပဲဒီလိုလေးထားပြီးတော့ဒီလိုလေးနှစ်ထပ်ကလေးမမေကလုပ်လိုက်မယ်နော်နှစ်ထပ်ကလေးလုပ်ပြီးသွားလို့ရှိရင်ဒီဘက်တစ်ဖက်ကိုကျတော့မမေကဒီလိုလေးအလဲလေးကိုဒီလိုလေးချိုးလိုက်မယ်နော်တစ်ဖက်ကိုကျတော့ဒီလိုချိုးလိုက်မယ်နောက်တစ်ဖက်ကိုကျတော့ဒီဘက်ကိုခါတိုင်းလိုမချိုးဘဲနဲ့ဒီလိုဖြောင်းမြန်လေးပေါ့နော်ဒါမျိုးလေးချိုးလိုက်မယ်လေးချိုးလိုက်မယ်နော်အဲ့တော့ဒါမျိုးလေးရမယ်ဒါမျိုးလေးပေါ့နော်ဒီဘက်ကကြည့်လို့ရှိရင်ဒီမှာဒါမျိုးလေးရမယ်နော်ဒါမျိုးလေးရမယ်နော်ဒါမျိုးလေးဒီမှာလည်းဒီမှာဒီလိုအထက်ကလေးကဒီလိုလေးဖြစ်နေမယ်နော်အဲ့တော့အဲ့လိုလေးရပြီဆိုတော့မင်းကဘက်ကနေပြီးတော့တစ်ချက်ပြီးလေတဲ့လေးရနေပြီးတော့မင်းကထိုးလိုက်မယ်နော်ပြီးရင်ဒီအလဲလေးကနေပြီးတော့မြန်ထွန်းမယ်နော်အဲဆိုရင်ဒီမှာဒီလိုနှစ်ယောက်ဆက်ဖေးလေးရပါပြီသူဒီဘက်ကကြည့်ရင်ဒါလေးကအပြာလေးကပုံများမယ်ဒီဘက်ကကြည့်ရင်ဒါခဲလေးကပုံများမယ်ပေါ့နော်ဒါလေးတမင်တူလေးရလို့ထားနော်ပြီးရင်ဒါလေးကိုမင်းကဒီလိုတမင်ချွန်းချွန်းလေးညှက်ထားနော်ညှက်ထားတာကိုမမကအလဲကနေပြီးတော့အမတ်ကလေးပေးလိုက်မယ်မကလေးပေးပြီးသွားရင်သူဒီကနေပြီးတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ပေါ့နော်ထိုးလိုက်မယ်ထိုးလိုက်ပြီးရင်ဒီမှာကတ်လိုက်မယ်နော်အဲ့လေးကတ်လိုက်ပါမယ်ကတ်ပြီးရင်ဒီကနေပြီးတော့သုံးပတ်ပတ်မယ်ပြီးအခလေးနဲ့ထည့်လိုက်နော်ဖေးပြားလေးရပါပြီဒီမှာလောကအရန်လွယ်ပြီးရှင်းရှင်းလေးနဲ့လှနော်ပြီးလို့ရှိရင်ဒီအလဲဥတိုင်လေးကိုမြန်အတုံလေးဖြစ်အောင်လို့တက်မယ်ပေါ့နော်ဒါလေးကိုဒီဘက်ကိုဒါမျိုးလေးချိုးမယ်ပြီးလို့ရှိရင်ဒါလေးကိုဒီဘက်ကိုဒါမျိုးလေးချိုးမယ်နော်ဒီထွင်ဒီလိုအတုံလေးရမယ်နော်အတုံလေးကိုဒီမှာတက်လိုက်လို့ရှိရင်အရန်လာတဲ့ဖေးပြားလေးလောကလေးလွယ်တဲ့ဖေးပြားလေးရပါပြီရှင်ရန်လာတဲ့ဖေးပြားလေးရပါပြီဒါလေးကလောကအရန်လွယ်တယ်ပေါ့နော်မင်းရဲ့ fan လေးလည်း like လုပ်ကြည့်ပေးကြပါဦးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like လေးလုပ်ပေးသွားကြပါအောင်ရှင်